မင်္ဂလာပါကျွန်တော်တို့2026ခုနှစ်အတွက်ကျန်းစာဖတ်တဲ့အစီအစဉ်လေးကျွန်တော်တို့စပြီးဆွဲနေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ယုံကြည်သူတွေပေါ့နော်ကျွန်တော်တစ်နှစ်ကိုကျန်းစာဘယ်နှခေါက်ပြီးအောင်ဖတ်မယ်ကမ္ဘာဦးကျန်းကနေပြရိတ်ကျန်းထီပေါ့စသဖြင့်စီစဉ်လာတာရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်အနေနဲ့အကြံဉာဏ်လေးတစ်ခုပေးချင်တာပါအဲ့အကြံဉာဏ်ကဘာလဲဆိုတော့ကမ္ဘာဦးကျန်းကနေပြရိတ်ကျန်းထီအလုံးကျန်းပေါင်း66ကျန်းရှိတယ်အကျန်းပေါင်း66ကျန်းကိုကျွန်တော်တို့တစ်နှစ်အတွင်းမှာတစ်ခေါက်တည်းနဲ့ပြီးအောင်ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့တစ်ရက်ကိုအနည်းဆုံးအခန်းကြီး2ခန်းကျွန်တော်တို့ဖတ်သင့်ပါတယ်အခန်းကြီး2ခန်းကိုကျွန်တော်တို့ဖတ်မယ်နေ့တိုင်းပေါ့နော်ကပ္ပဦးကျန်းကနေစင်စဲမပြတ်ကျွန်တော်တို့ဖတ်ပါဒါဆိုရင်ကျွန်တော်နှစ်မကုန်ခင်မှာတစ်ခေါက်ပြီးပါတယ်တကယ်လို့များတစ်နှစ်ထဲမှာကျွန်တော်တို့3ခေါက်လောက်ထိပြီးအောင်ဖတ်ချင်တယ်ဆိုလို့ရှိရင်အခန်းကြီး6ခန်းလောက်တည့်ရမှာဖတ်ပါဒါဆိုရင်တစ်နှစ်ထဲမှာ3ခေါက်လောက်ကျွန်တော်တို့ပြီးအောင်ဖတ်နိုင်ပါတယ်ဆိုတော့စာဖတ်မြန်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဖြစ်ရင်အခန်းကြီး2ခန်းကိုကျွန်တော်ဖတ်တဲ့အခါမှာစာဖတ်မြန်တဲ့သူတွေအတွက်ဆိုရင်တော့9မိနစ်လောက်ပါပဲ119ခုမြောက်သောစာလံလိုမျိုးအခန်းကြီးမျိုးဆိုရင်တော့တော်တော်လေးတော့အချိန်ယူရတာပေါ့လေသို့တော်ညာလည်းပဲ133ခုမြောက်သောစာလံလိုမျိုးဆိုရင်ကြတော့လေခဏလေးနဲ့ဖတ်ဖြစ်သွားတာပေါ့ဆိုတော့အခန်းကြီးတူတဲ့အတွက်ကြောင့်မို့လို့ဒါနည်းနည်းပဲဖတ်တော့မယ်များများပဲဖတ်တော့မယ်ဆိုတာမျိုးတော့မဟုတ်ဘဲနဲ့နေ့တိုင်း2ခန်းပုံမှန်လေးဖတ်တော့ပါဒီချာပေါက်တစ်နှစ်ပြည့်တဲ့အခါမှာတစ်ခေါက်ပြီးပါလိမ့်မယ်ဖတ်ပြီးသွားပါလိမ့်မယ်ပေါ့နော်ပြရိတ်ချမ်းကအထိပေါ့နောက်တစ်ခါ6ခန်းအထိကျွန်တော်ဖတ်မယ်ဆိုရင်တော့တစ်နှစ်ကို3ချိန်လောက်အထိကျွန်တော်ပြီးတော့ဖတ်နိုင်ပါလိမ့်မယ်နေ့တိုင်းစင်စစ်မပြတ်လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့နှုတ်ကွက်တော်ဖတ်တဲ့ရအတွက်တော့ကျွန်တော်တို့ခွန်အားပေးချင်ပါတယ်တမန်ကျမ်းစာဖတ်ခြင်းဟာကျွန်တော်အသိဉာဏ်ပညာကိုပွင့်လင်းစေတယ်တမန်ကျမ်းစာဖတ်ခြင်းဟာကျွန်တော်တို့ကိုဘုရားသခင်စကားပြောတဲ့အခါကျွန်တော်မြင်စေတယ်ပြီးတမန်ကျမ်းစာဖတ်တဲ့အခါမှာကျွန်တော်ဆင်ခြင်ဖို့လိုတယ်ပေါ့ဥပမာအားဖြင့်ဆိုမယ်ဆိုရင်ကပ္ပဦးကျမ်းအခန်းကြီး1အခန်းငယ်1ကျွန်တော်အရန်ကိုနှစ်သက်ခွန်အားရတဲ့ကျမ်းပိုက်ဖြစ်ပါတယ်အစအဦး၌ဘုရားခင်သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဒါကစာလေးပါပဲစာအုပ်မှာဘုရားခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဒါစာပါပဲကြက်မယ်ဆိုရင်ဒါဒီတိုင်းလေးလေးကြက်သွားရုံပဲဒါပေမဲ့ကျွန်တော်တို့ကကျမ်းစာကိုဖတ်တဲ့အခါဆင်ခြင်ဖို့လိုတယ်ဘာလို့လဲဆိုရင်လူရဲ့အထဲမှာဘုရားခင်ကဝိညာဉ်လို့ခေါ်တယ်ဘုရားကိုအထူးသိတဲ့ဉာဏ်ပညာတစ်ခုကိုထည့်ပေးထားတယ်ဒါကြောင့်ကျွန်တော်တို့ကဘုရားခင်ပြုပြင်ဖန်ဆင်းတဲ့အရာကိုဆင်ခြင်တတ်ဖို့အရန်ရည်ကြီးပါတယ်ဆိုတော့ဘယ်လိုဆင်ခြင်မလဲအစအဦးမှာဘာမှမရှိသေးခင်မှာဘုရားသခင်ကဆိုတော့အစအဦးရဲ့မတိုင်ခင်မှာဘုရားသခင်ရှိနေတယ်ဆိုကျွန်တော်ဆင်ခြင်လို့ရသွားပြီပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုအစအဦးမတိုင်ခင်မှာရှိနေတဲ့ဘုရားသခင်ကအဲ့ဒီအစအဦးဆိုတာကိုဖန်ဆင်းပြီးတော့မှအဲ့ဒီအစအဦးထဲမှာကောင်းကင်နဲ့မြေကြီးကိုဘုရားသခင်ကဖန်ဆင်းခြင်းအမှုပြုတာပါလားဆိုတာကြွတိချာနာလေးသွားနိုင်စေအကြောင်းရှိပါတယ်ဒါကဆင်ခြင်နည်းပါနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာစာကိုဖတ်သွားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်နှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့ရန်အတွက်အရန်ရည်ကြီးပါတယ်နှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့ရန်အတွက်ဘုရားရှင်ကျွန်တော်တို့ကိုပြောတဲ့အရာတွေများစွာရှိတဲ့ထဲယောရှု1:8မှာဖော်ပြထားပါတယ်ယောရှု1:8ကိုပြန်ဖတ်ကြည့်ပါနေ့တိုင်းကျမ်းစာကိုမဖတ်မရွတ်မနေဖတ်ကိုဖတ်ရမယ်လို့ပြောပါတယ်ဘာကြောင့်လဲကျမ်းစကားထဲမှာနှုတ်ကပတ်တော်ရှိပါတယ်ကျမ်းစာဟာစာပဲဖြစ်တော်ညာလည်းပဲကိုယ့်ရဲ့သက်တာထဲမှာဆင်ခြင်ပြီးတော့မှဘုရားခင်ပြုတဲ့အရာကိုမြင်တက်လာတဲ့ခါကျရင်အဲ့ဒါကနှုတ်ကပတ်တော်အဖြစ်နဲ့ဘုရားခင်ကျွန်တော်ထဲမှာအလုပ်လုပ်ပါတယ်တမန်ကျမ်းစာမရှိခင်ကအာဗြဟံတို့ဘုရားခင်ကိုယုံကြည်လာတဲ့အကြောင်းအရာကိုပြန်ကြည့်တဲ့အခါမှာအာဗြဟံကနှုတ်ကပတ်တော်သူမဖတ်ခဲ့ရပါဘူးသို့တော်လည်းဖန်ဆင်းခြင်းလက်ရာတွေကိုကြည့်ပြီးသူဆင်ခြင်တယ်ခြေကဘာလို့ဖြစ်တာလဲတစ်ပင်ကဘာလို့ဖြစ်တယ်မြေကြီးကဘာကြောင့်ဘလို့ဆင်ခြင်ရင်းနဲ့ဖန်ဆင်းတဲ့အရှင်ရှိပါလားသိလာရင်းနဲ့သူ့ရဲ့အသက်တာထဲမှာဘုရားကိုယုံကြည်လာတယ်ရှိမှန်းသိပြီးယုံကြည်လာတယ်ဒါကြောင့်သူဟာအမျိုးရဲ့အဘအဖြစ်နဲ့ဘုရားခင်ရွေးနှုတ်ခြင်းကိုရွေးချယ်ခြင်းကိုခံရတဲ့သူတယောက်ဖြစ်လာခဲ့တယ်ချစ်စွာသောညီကောင်မောင်တို့ကျွန်တော်တို့ကိုဘုရားသခင်ကရွေးချယ်ရွေးနှုတ်ခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့ဆင်ခြင်တတ်တဲ့အရာကြောင့်ယေရှုသေခန္ဓာငါအတွက်ဒီအရာကတာမန်လူတယောက်နဲ့စဉ်းစားလို့မရပါဘူးသို့တော်ညာလဲကိုရာကေရာမဲ့လူတယောက်အဖြစ်နဲ့ကျွန်တော်စဉ်းစားရင်ငါအတွက်ယေရှုဘုရားတကယ်ကိုခံစားသွားပါလားငါအတွက်ပြုတ်ပေးခဲ့တာပါလားလို့စဉ်းစားစီရင်တတ်ခဲ့မှာဆိုရင်တော့ကျွန်တော်တို့အတက်တာအတွက်ကောင်းချီးကိုဖြစ်စေပါတယ်ဒါကြောင့်ကျမ်းစာဖတ်ပါပြီးရင်ဆင်ခြင်ပါ
ကောင်းကြီးဖြစ်ပါလိမ့်မယ်